အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကိုရန်လေးအောင်ခေါ်ပါတယ်ကျွန်တော်ရဲ့တက်ကတော့ session နဲ့ဖြစ်ပါတယ်ကျွန်တော်ကတော့ချမ်းပြည်နယ်အောင်ပိုင်းမြို့မှာနေထိုင်ပါတယ်ကျွန်တော်ဒီရဲ့ J-Code နဲ့ language school မှာပေါ့နော်တင်ခဲ့ရဆိုရင်ဖြစ်တစ်နှစ်ကျော်လောက်ရှိပါပြီအခုဆိုရင်တော့ entry level ကိုတင်ယူ PCP ပဲဖြစ်ပါတယ်ကျွန်တော်ဂျပန်စာကိုဘာလို့စတင်ပြီးလေ့လာဖြစ်ခဲ့ရလဲဆိုတော့ဂျပန်နိုင်ငံရဲ့လူနေမှုပုံစံကိုလည်းသဘောကျတယ်ကြတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအချိန်ကြီးအကြောင်းလည်းဖြစ်တဲ့ဂျပန်နိုင်ငံမှာကျောင်းတက်အလွတ်လုပ်ပြီးတော့မိဘကိုထောက်ပံ့ခြင်းတဲ့အတွက်ကြောင့်ဂျပန်စာကိုစတင်ပြီးလေ့လာဖြစ်ခဲ့ရမှာဖြစ်ပါတယ်အာနီမဲဇာတ်ကားတွေထဲမှာအကြိုက်ဆုံးဇာတ်ကားကိုပြောပါဆိုရင်ကျွန်တော်နာရူကာကိုအကြိုက်ဆုံးပါဘာဖြစ်လို့လဲဆိုတော့အာနီမဲဆိုတော့နာရူကာကနေစတင်သိရှိခဲ့ရမှာဖြစ်ပါတယ်ကျွန်တော်9နှစ်6နှစ်အရွယ်ကနေကနာရူကာကိုစတင်မျိုးကြည့်ရှုခဲ့တယ်အခုချိန်ကြီးလည်းအရင်ကြိုက်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်ကျွန်တော်တစ်ခါကိုဘယ်နှနိုင်လောက်စာလုပ်ဖြစ်တယ်ဆိုတော့18နိုင် session နိုင်လောက်တော့စာလုပ်ဖြစ်ပါတယ်တနေ့ကိုအနည်းဆုံး2နာရီ2နာရီကျော်တော့စာလုပ်ဖြစ်ပါတယ်ကျွန်တော်ဂျပန်စကားကိုလေ့လာတဲ့အခါမှာအကြိုက်ဆုံးပိုင်းကိုပြောပါဆိုရင်ခန်းကြီးပဲဖြစ်ပါတယ်ခန်းကြီးကဂျပန်စာရဲ့အခက်အခဲဆုံးပိုင်းလည်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းခက်ခဲတဲ့အရာတွေကိုပြုလုပ်ရတာသဘောကျတဲ့အတွက်ကြောင့်ခန်းကြီးကိုလေ့လာရတာသဘောကျလို့ဖြစ်ပါတယ်ဂျပန်နိုင်ငံမှာကျွန်တော်လင်ဘက်သွားလာရှင်တဲ့နေရာကိုပြောပါဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းနာရူတို fan တယောက်ဖြစ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံမှာရှိတဲ့နာရူတိုဖက်ကိုလည်းသွားရှင်တယ်နောက်ပြီးတော့ဂျပန်နိုင်ငံရဲ့နာမည်ကြီးတစ်နေရာဖြစ်တဲ့ဖူဂျီတောင်ကိုလည်းလင်ဘက်ရှင်ပါတယ်ဂျပန်နိုင်ငံမှာဘယ်လို study မျိုးကိုလုပ်ရှင်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း IT ပညာကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်IT ပညာကို study လုပ်ရှင်ပါတယ်ဂျပန်နိုင်ငံမှာ4နှစ်5နှစ်လောက်တော့ study ကိုလုပ်သွားရှင်ပါတယ်ဂျပန်စာကိုကိုမစတင်ပြီးတော့လေ့လာမဲ့သူတွေအတွက်ဘယ်လို file မျိုးပေးရှင်လဲဆိုတော့ဂျပန်စာကတော့အရှုံးတော့ခက်ခဲလို့ပြောတာမှန်ပေမဲ့ဂျပန်စာကိုစတင်တည်ယူနေရပါတော့တနေ့စာတနေ့လိုက်လုပ်သွားမယ်ဆိုရင်တော့ထင်တဲ့လောက်ကြီးခက်မယ်လို့တော့မထင်ပါဘူးခန်းကြီးဆိုလည်းအတူတူပဲပေါ့နော်ဒီနေ့9လုံးတင်ဒီနေ့ကျက်လိုက်ပေါ့နော်အဲ့လိုမျိုးဒီနေ့စာတနေ့လိုက်လုပ်ပါမယ်ဆိုရင်တော့ဂျပန်စာထင်တဲ့လောက်ကြီးမခက်ခဲပါဘူးကျွန်တော်အခုဂျပန်နိုင်ငံကိုလာဖို့အတွက်ဘာတွေပြင်ဆင်ထားလဲဆိုတော့ရှေ့မှာစီနီယာကိုမတွေလည်းကျွန်တော်ပြောမှုတဲ့ဂျပန်နိုင်ငံကိုလာတော့မယ်ဆိုရင်အဓိကတော့ဘာသာစကားပေါ့နော်ဘာသာစကားကိုကျွန်တော်ကြည့်ချင်းလေ့လာထားဖို့လိုအပ်တယ်အဲ့ဒီအတွက်ကြောင့်ဂျပန်မှာသွားခင်ဘယ်လိုပြောမလဲကိုသွားတော့မှဆိုပြီးတော့မပြင်းမရည်ပဲနဲ့ဂျပန်စာကိုeffective ဖြစ်လေ့လာသွားဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အခုဂျပန်နိုင်ငံကိုမသွားခင်ဂျပန်စာကိုeffective ဖြစ်လေ့လာနေပါတယ်ဂျပန်ကျောင်းတွေကိုရွေးချယ်တဲ့အခါမှာဘယ်ရာကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချရဲဆိုတော့အဲ့ဒီရဲ့ကျောင်းရှိတဲ့မျိုးကဘုံနဲ့အဆင်ပြေလားအကြအတီကိုတို့အောင်ဘုံနဲ့အဆင်ပြေပါမလားနောက်ပြီးတော့အဲ့ဒီရဲ့ကျောင်းက rating ဘယ်လောက်ရှိလဲအဲ့ဒါဒီပုံပြင်မှာလည်းရှာကြည့်ပဲအဲ့လိုမျိုးပေါ့နော်အဲ့ဒီမျိုးကဘုံနဲ့အဆင်ပြေမဖြစ်ဆိုတာကိုကြည့်ပြီးတော့ရွေးချယ်ဖြစ်သွားခဲ့ပါ